ဒီနေ့တက်ဆက်တော့မှာတော့ဆယ်ကျော်တဲ့အရွယ်နဲ့သမီးစားကိစ္စကိုဆွေးနွေးတက်ဆက်တော့မှာဖြစ်ပါတယ်။ချစ်ဆိုတဲ့အရာအရန်ကိုလှပတဲ့အရာတစ်ခုဖြစ်တယ်။ဒါတော့သမီးတို့ဆယ်ကျော်တဲ့ကလေးရွယ်မှာဆိုရင်ခန္ဓာကိုယ်ပြောင်းလဲတာတွေစိတ်ပြောင်းလဲတာမျိုးတွေဖြစ်တတ်တယ်။ဒါတော့သမီးရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ဟော်မုန်းတွေရဲ့အပြောင်းလဲများတဲ့ဖြစ်စဉ်ကြောင့်မို့လို့ခန္ဓာကိုယ်မှာအဖုဖောင်းလေးတွေဖြစ်လာမယ်။စိတ်လေးတွေပြောင်းလဲတာမျိုးတွေဖြစ်လာတယ်ပေါ့နော်။အဲ့လိုဖြစ်လာတဲ့အခါမှာဒါရှစ်စရာကိစ္စရဲ့မဟုတ်ဘူးဒါဆယ်ကျော်တဲ့ရွယ်ကလေးတွေရဲ့တဘာဝဖြစ်တယ်ဆိုတာကိုဒါတို့သမီးတို့အနေနဲ့သိထားဖို့လိုတယ်စိတ်လှုပ်ရှားတယ်သမီးစားထားခြင်းနဲ့အလှပလေးတွေကိုကြိုက်တယ်ဒါလေးတွေကရှစ်စရာကိစ္စရဲ့တွေမဟုတ်ဘူးဆယ်ကျော်တဲ့ရွယ်ကလေးတိုင်းရဲ့တဘာဝတွေဖြစ်တယ်အချစ်ကလှပတဲ့အရာဖြစ်ပြီးမြဲမှန်ကန်တဲ့အချိန်မှန်ကန်တဲ့အရွယ်မှန်ကန်တဲ့လူဖြစ်ဖို့ကပို့ပြီးတော့အရေးကြီးတယ်စစ်မှန်တဲ့အချစ်ဆိုတာအချိန်ယူရတာဖြစ်တယ်တယောက်ကိုတယောက်နားလည်မှုတွေတယောက်ကိုတယောက်လေးစားမှုတွေအပေါ်မှာတိဆောက်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ဖို့ကလည်းအရေးကြီးတယ်ဟုတ်သမီးတို့ဆယ်ကျော်တဲ့အရွယ်ကလေးတွေအနေနဲ့ဆုံးဖြတ်ချက်လေးတွေကိုမှန်ကန်အောင်ကိုတန်ဖိုးထားတတ်အောင်အရေးဆုံးတိဆောက်ဖို့လည်းလိုအပ်တယ်ကိုချစ်တတ်မှသာလျှင်သူတစ်ပါးကိုချစ်တတ်မှာဖြစ်တယ်။ဒါ့သမီးတို့ဆယ်ကျော်တဲ့အရွယ်ကလေးတွေကဆိုရင်ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကတည်တည်ချာချာမချနိုင်သေးတဲ့အရွယ်စိတ်မတည်ငြိမ်သေးတဲ့အရွယ်ဖြစ်လို့ကျောင်းစာပေါ်မှာစာပေဗဟုသုတတွေပေါ်မှာပညာရေးပေါ်မှာအာရုံစိုက်ဖို့အတွက်ဆရာမအနေနဲ့အရင်စနေဒီဗီဒီယိုမှာဆိုရင်ဆယ်ကျော်တဲ့အရွယ်ကလေးတွေကိုဆရာမတရာတွန်းကသူ့ရဲ့ခန်းထဲမှာတွေ့ခဲ့ရတဲ့အတွေ့အကြုံလေးတွေနဲ့ပေါင်းဆက်ပြီးတော့သူ့ရဲ့ကြောင်းသားလေးတွေကိုစုံမသွားတဲ့အကားလေးတွေကိုဒီဗီဒီယိုလေးမှာ share လေးလုပ်သွားတာဖြစ်ပါတယ်။ဆက်ကြော်တဲ့ရွယ်သမီးစားကိစ္စတွေဖြစ်လာပြီးဆိုရင်လူကြီးမိဘတွေနဲ့စိတ်ပူတာမျိုးတွေဒေါသထွက်တာမျိုးတွေလည်းဖြစ်တတ်တယ်။ဒါမျိုးဖြစ်တာကလည်းအဘာဝဖြစ်တယ်။ဆက်ကြော်တဲ့ရွယ်ကလေးတွေကဆိုရင်ရုန်းကန်စိတ်ကြီးပြင်းထန်ဆုံးအရွယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖုန်းတွေကိုပေါက်ခွဲပစ်မယ်ဖုန်းတွေကိုသိမ်းမယ်နှစ်ယောက်လမ်းခွဲကြကြောင်းထုတ်ပစ်မယ်ဒါမျိုးတွေနဲ့စိတ်တူပြီးတော့ပောက်ကွဲမဲ့စားပေါ့နော်အေးစစ်စစ်နဲ့စကားပြောနိုင်မဲ့နေရာစကားပြောနိုင်မဲ့အချိန်မျိုးဖန်တီးပေးဖို့လိုအပ်တယ်သူတို့ရဲ့အချစ်ကိစ္စကိုလည်းနားလည်ပေးဖို့လည်းလိုအပ်တယ်ဒီအရွယ်အဒါမျိုးဖြစ်တတ်တယ်ဆိုတာကိုလည်းကျွန်တော်တို့မိဘတွေအနေနဲ့သိသိချာချာလေးသိထားဖို့လိုတယ်ကျွန်တော်ခုနကဆွေးနွေးခဲ့တဲ့လိုမျိုးလေးသူတို့ကိုသိသိချာချာလေးနဲ့ဆွေးနွေးပြီးတော့ပြောဆိုလိုက်မယ်ဆိုရင်ဒီလိုအချိန်ကဘာကြောင့်မို့လို့မဆုံးဖြတ်သင့်သေးဘူးဆိုတာကိုသူတို့ကိုယ်တိုင်တေးသေးချာချာလေးနားလည်လာမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့သားသမီးတွေရဲ့ပညာရေးဟာတိုးတက်လာမယ်ကိုမဖြစ်စေချင်တဲ့အတိုင်းမဖြစ်ရတော့ဘဲနဲ့မှန်ကန်တဲ့လမ်းကြောင်းကိုကလေးတွေကရှောက်လန်းနိုင်မှာဖြစ်တယ်ဆိုတာကိုကျွန်မကဒီဗီဒီယိုလေးမှာ share လေးလုပ်သွားတာဖြစ်ပါတယ်ကျွန်မရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်ဒါရတူတီကြီး blog YouTube channel လေးမှာတင်ဆက်တဲ့ဗီဒီယိုလေးတွေကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ subscribe လုပ်ပြီးထားကြဖို့လည်းမမေ့နဲ့နော်နောက်ဗီဒီယိုမှာဆိုရင်တော့ဆီယာမတာတာထွန်းတယောက်သူ့ရဲ့ကျောင်းသားလေးတွေကိုဆယ်ကျော်တဲ့အရွယ်နဲ့သမီးစားကိစ္စရဲ့အပေါ်မှာဆွေးနွေးသွားခြင်းကအောင်မြင်မလားမအောင်မြင်ဘူးလားဆိုတာကိုဆက်လက်ပြီးတော့တင်ဆက်သွားမှာဖြစ်ပါတယ်အားလုံးပဲဆက်လက်ပြီးတော့စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်